မင်္ဂလာပါဂျူစီဂိမ်းမင်းကနေကြိုဆိုပါရစေဒီနေ့ကစနေနေ့ဖြစ်တဲ့အတွက်ပွဲကောင်းနေရတော့အများကြီးရှိပါတယ်ဒီထက်မှကျွန်တော်အကြိုက်ဆုံးတစ်ပွဲကိုညီကိုတွေကိုရွေးထုတ်ပေးမှာဖြစ်ပါတယ်ဒီပွဲကတော့မြန်မာစံတော်ချိန်ည9:00နာရီခွဲမှာကန်မဲ့ဒါအာဆင်နယ်နဲ့ဆန်ဒါလန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်လက်ရှိပေးထားတာကတော့အာဆင်နယ်ကနေဒါတစ်လုံးကိုအပြေရှုံးတဲ့ဂိုးပုံးကြီးမှာ3လုံးကို50စားစုပြီးတော့ပေးထားပါတယ်လောလောဆယ်မှာကျွန်တော်ဒါဘောလုံးပွဲပေါ့နော်အာဆင်နယ်နဲ့ဆန်ဒါလန်ရဲ့အချစ်လက်တွေကိုမပြောခင်မှာကျွန်တော်အရင်ဆုံးကြီးအကြောင်းကိုညီကိုတွေကိုအရင်ပြောချင်ပါတယ်ဒီနေ့ပေးထားတဲ့ကြီးအကြောင်းပေါ့နော်ပေးထားတဲ့ကြီးအရာတစ်လုံးကိုအပြေရှုံးတဲ့ဒါဂိုးပုံးကြီး3လုံးကို50စားပြောရမယ်ဆိုရင်ဒီနေ့ပွဲကအာဆင်နယ်ဂိုးပြတ်မဲ့ပွဲလို့ဒါပေးထားတယ်လို့ကျွန်တော်အနေနဲ့ထင်နေပေါ့နော်ဒါပေမဲ့တကယ်လို့ဒါအာဆင်နယ်တစ်ဖက်ထဲကဂိုးသွင်းမဲ့ကြီးမျိုးဆိုရင်3လုံး50စားတယ်မလာဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဥပမာအာဆင်နယ်တစ်ဖက်ထဲကပဲ2စီ3စီတွင်းမဲ့ဆိုရင်ကျွန်တော်အနေနဲ့ဒီနေ့ပွဲကလာရမယ့်ကြီးကတစ်လုံးအပြေရှုံးတယ်ဒါနှလုံးကိုအပြေရှုံးလောက်လာရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ဒါဂိုးပုံးကြီးမှာ3လုံးကို50စားပြီးထားတာဖြစ်တဲ့အတွက်ဒါတစ်ဖက်ဆန်ဒါလန်ဘက်ကလည်းဒါပြန်ပြီးတော့ဂိုးရလာနိုင်တဲ့အနေအထားမှာရှိရပေါ့နော်ဒါ2-1 3-1ဒီလောက်သွားနိုင်တဲ့အနေအထားမှာရှိတယ်အာဆင်နယ်ဒါဘော်ဒီရောဂိုးပေါ်သွားရင်သွားမယ်ဒါမှမဟုတ်ရင်ဒါဘော်ဒီပေါ်ဂိုးပေါ်သွားရင်သွားမယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒါဘော်ဒီကြီးကိုတော့လက်ချောင်းပြီးတော့ဒါဂိုးပေါင်းကြီးကိုပဲရေးပေးမှာဖြစ်ပါတယ်နောက်ဆုံးကစားထားတဲ့ဒါအာဆင်နယ်နဲ့ဆန်ဒါလန်စုစုပေါင်းကစားပွဲဒီ15ပွဲရှိတယ်15ပွဲမှာဆန်ဒါလန်အနေနဲ့အာဆင်နယ်ကိုတစ်ချိန်မှနိုင်ထားတာမရှိသေးဘူး9ချိန်ကအာဆင်နယ်နိုင်တယ်6ချိန်ကဒါဘယ်လိုပြောမလဲတည်ကြထားတယ်ဆန်ဒါလန်အနေနဲ့ကြည့်မယ်ဆိုရင်လည်းလက်ရှိမှာဆန်ဒါလန်အနေနဲ့တော်တော်လေးကောင်းနေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်နောက်ဆုံးကစားထားတဲ့ဒါ9ပွဲ head to head 9ပွဲမှာဆိုရင်လည်းဒါအာဆင်နယ်နဲ့ဆန်ဒါလန်ကစားခဲ့တဲ့စုစုပေါင်း9ချိန်မှာ3ချိန်ကဂိုးပေါ်ပြီးတော့2ချိန်ဂိုးအောက်ထားတယ်ပြောရမှာဆိုဒီပွဲ2ပွဲတွေ့တိုင်းဂိုးပေါ်တာများတယ်ဂိုးပြပေါ်တာများတဲ့အလျောက်ဒါအာဆင်နယ်ဘက်ကတစ်ဖက်ထဲဂိုးပြပြီးပေါ်တာတွေများတယ်ပေါ့နော်ဒါကြောင့်ဒီပြောရမယ်ဆိုရင်ဗျာအာဆင်နယ်နဲ့ဆန်ဒါလန်ဆိုတာကဒါတော်တော်လေးကွာတဲ့အသင်းဖြစ်တယ်အာဆင်နယ်လိုအသင်းမျိုးကဒါအသင်းကြီးနဲ့တွေ့ပြီဆိုရင်ဒါတစ်လုံးလောက်ရပြီဆိုရင်သူ့အနေနဲ့ပိတ်ကစားတဲ့အနေအထားမှာရှိရဆိုပေမဲ့ဒါတိတ်အသင်းကလေးနဲ့တွေ့ပြီဆိုရင်ဒါလုံးဝဂူးပြတ်သွားလေရှိတဲ့အသင်းဖြစ်တယ်နောက်ဆုံးကစားထားတဲ့9ပွဲမှာသူ့အနေနဲ့ Manchester United တပွဲကိုပဲရှုံးနေထားတာရှိရပေါ့နော်ပြိုင်ပွဲစုံ9ပွဲမှာ Manchester United တသင်းကိုပဲရှုံးနေထားတယ်ကျန်တဲ့4ပွဲလုံးကအနိုင်ရထားတယ်တစ်ဖက်ဆန်ဒါလန်ဘက်ကကြည့်မယ်ဆိုရင်ဆန်ဒါလန်အနေနဲ့နောက်ဆုံးကစားပွဲ9ပွဲမှာ2ပွဲနိုင်2ပွဲတီsorry ပါ2ပွဲနိုင်2ပွဲရှုံးတဲ့1ပွဲတီကြာထားတယ်လက်ရှိအဆင့်ဇယားမှာဆိုရင်အာဆင်နယ်ကအဆင့်7မှာရှိတယ်ဆန်ဒါလန်ကအဆင့်8မှာရှိတယ်ဆိုတဲ့အတွက်ကြောင့်ဆန်ဒါလန်အနေနဲ့တော်တော်ကောင်းတဲ့အသင်းလို့ကျွန်တော်တို့မြင်တယ်ဒါကြောင့်ဒါအဝေးကွင်းကနေဆန်ဒါလန်အနေနဲ့ပိတ်ဆော့လာမဲ့အနေအထားမှာရှိရလို့လည်းကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ဒါဘလောက်ပဲပိတ်ဆော့တစ်ဖက်ကအာဆင်နယ်ဖြစ်နေတဲ့အတွက်ကြောင့်ဒါအာဆင်နယ်ကတော့ဂိုးကတွင်းမှာပဲပြီးတော့ပေးထားတဲ့ကြီးအရာဆိုကျွန်တော်အနေနဲ့ဆန်ဒါလန်ဘက်ကလည်းဒါတစ်လုံးလောက်တော့ပြန်ရမယ်အနေအထားရှိရလို့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ပွဲက3-1လောက်သွားလိုက်ပဲလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ဒီနေ့ပွဲမှာအာဆင်နယ်နဲ့ဆန်ဒါလန်ပွဲမှာကျွန်တော်အနေနဲ့အာဆင်နယ်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်အကြိုက်ပြည်ညီကိုလိုက်ဆော်ပါဂိုးပေါင်းအပေါ်ပါTelegram ကိုမှာလဲပေါ့နော်ကျွန်တော် Telegram မှာလဲဒါကျွန်တော်တပွဲကောင်းနေစဉ်တင်ပေးပါတယ်ဒီနေ့လဲကျွန်တော် Telegram မှာတပွဲကောင်းအပြင်မောင်းကက်တကယ်တင်ပေးပါမယ် Telegram ကိုမ join ရသေးရင် join တာပါ Telegram link ကိုတော့ကျွန်တော်တက်တော့ဘိုင်ဦးမှာရှာပေးပါမယ်တက်တော့ကိုလဲ follow မလုပ်ရသေးတဲ့ညီကိုရှင် follow လေးလုပ်ထားပေးကြပါအာဆင်နယ်ဂိုးပေါ်ပါခင်ဗျ